လုံးမင်္ဂလာပါဒီတစ်ခေါက်မှာတော့ company တွေမှာကျွန်တော်တို့presentation လုပ်တဲ့အခါမှာအသုံးများတဲ့ SWOT analysis ပေါ့နော်အဲ့တော့အဲ့ဒီ SWOT analysis အတွက်အသုံးဝင်မဲ့ template လေးတစ်ခုကိုပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ slide ထဲမှာတော့ကျွန်တော်တို့တွေbox လေးတွေနဲ့ပေါ့နော် strength weakness opportunity အဲ့ဒါလေးတွေကိုတော့ကိုထဲမဲ့စာလေးတွေနဲ့ထည့်ထားရပါမယ်ပြီးရင်တော့ insert ကနေပြီးတော့rectangle ပေါ့နော် rectangle ကိုအပြည့်ပေါ့နော် slide ရဲ့ screen အပြည့်ကိုထည့်ထားပါမယ် color ကိုတော့ကိုကြိုက်တဲ့ color ကိုရဲ့ company ရဲ့ theme နဲ့လိုက်တဲ့ color ပေါ့နော်ကြိုက်တဲ့တရားပေးလို့ရပါတယ်အဲ့ဒီ rectangle ထဲမှာကိုထည့်ချင်တဲ့စာသားလေးထည့်ပြီးတာနဲ့ slide ကို duplicate လုပ်လိုက်ပါပြီးရင်တော့ဒုတိယ slide မှာပထမအဆုံး strand ကိုပဲပြပြီးတော့အပေါ်ဆုံးမှာထည့်ထားတဲ့ rectangle လေးကိုအောက်ကိုဆွဲချလိုက်ပေါ့နော် strand ကိုပဲပြပေးမယ်ပေါ့နော်နောက်ပြီးတော့အဲ့ဒီ slide ကိုပဲ duplicate ထပ်လုပ်ပြီးတော့ weakness ကိုပြမယ်ပြပြီးတော့ကျတော့ rectangle လေးကိုအောက်ကိုဆွဲချထားမယ်ပေါ့နော်ပြီးရင်ထပ်ပြီးတော့ဒီက slide ကိုပဲကျွန်တော်တို့တွေက duplicate ထပ်လုပ်ပြီးတော့နောက်ထပ်အချက်တစ်ခုပေါ့နော်အဲ့တော့အပေါ်ဆုံးက rectangle ကိုပဲအောက်ကိုထပ်ပြီးတော့နောက်တစ်ခေါက်ထပ်ဆွဲလိုက်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့ opportunity ပေါ့နော်အဲ့ဒါလေးပြထားပေးပါတယ်ပြီးရင်ဒီ slide ကိုပဲထပ်ပြီးတော့ကျွန်တော်တို့တွေ duplicate tab လုပ်ပြီးတော့အပေါ်ဆုံး rectangle လေးကိုအောက်ဆုံးထိဆွဲချလိုက်ပေါ့နော်အဲ့တော့နောက်ဆုံးမှာတော့ thread ပေါ့နော်အဲ့ဒီရသွားပြီဒါဆိုရင်တော့ကျွန်တော်တို့တွေက slide တွေအကုန်လုံးစုံသွားပြီပေါ့နော်အဲ့တော့အချက်လေးချက်လုံးစုံသွားပြီဆိုရင်တော့ကျွန်တော်တို့တွေကမလုပ်မလဲဆိုတော့သူ့ရဲ့ဒီ slide ပထမဆုံး slide ကို click လေးနှိပ်ပြီးတော့ transition ထဲမှာ morph ဆိုတာလေးရှိရပေါ့နော်အဲ့ဒါလေးကိုရွေးမယ်အဲ့တော့ slide အကုန်လုံးမှာသုံးကျင်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေက apply to all ကိုနှိပ်မယ်ပေါ့နော်ကဲဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ SWOT analysis PowerPoint design လေးရရှိပါပြီနောက်တစ်ခါ SWOT analysis PowerPoint လုပ်လို့ရှိရင်ဒီ design လေးကိုစမ်းသုံးကြည့်ပေးဖို့တော့မမေ့နဲ့နော်ရှင်းဆက်ပြီးတော့လည်းကျွန်တော်တို့ page မှာ Microsoft နဲ့ PowerPoint တွေ Excel တွေအတွက်ဘယ်လိုမျိုး tips တွေဆက်ပြီးတော့တင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုအားပေးကြပါအောင်နော်